ဒီနေ့ရပါဘောနော်ကောင်းလေးက surprise တိုက်လိုက်ပါတယ်ဘယ်လို surprise တိုက်လဲဆိုတော့တစ်ချက်ကြည့်ပေးပေါ့နော်သူပဲသွားနေမယ်တော့မသိဘူးပေါ့နော်ကိုကအဲ့လိုလိုက်သွားပါတော့သူနောက်ကိုအဲ့မှာ surprise ကိုတိုက်ချလိုက်ပါတယ်ဘယ်နေရာလဲဆိုတော့ကြည့်ပါဟုတ်ပါတယ် Hogwarts ဖြစ်ပါတယ် Hogwarts အရန်ဟိုမှာ surprise ဖြစ်သွားပါတယ်စစတွေ့ချင်းရ Hagrid ဖြစ်ပါတယ် Hello hi Hagrid အရန်ဟိုမှာပေါ့နော်မထင်ထားဘူးပေါ့နော်သူလိုက်ပို့မယ်လို့တော့ဒါ Harry Potter ရဲ့ vibe လုံးဝရတယ်ပေါ့နော် Harry Potter အတန်နေရာစအကုန်ပေါ့နော်ဒီ restaurant မှာရတယ်ပေါ့နော်လုံးဝအရန်ကိုပျော်လွန်းလို့ပေါ့နော်တံပဲတော်ရဲ့ပုံလေးတွေပြီးလို့ရှိရင်လည်းဝတ်စုံလေးတွေလည်းလဲဝတ်လို့ရတယ်ပေါ့နော်ပြီးတော့ဒီမှာပါ Harry Potter ရဲ့ platform Hogwarts Express စင်းကြံလေးပေါ့နော်နရန်စပါတယ်ပြီးတော့ဒါကြတော့ပေါ့နော်ဒါ Harry Potter ရထားစီးတဲ့ပုံစံမျိုးပေါ့နော်ဒီမှာတော့ Dobby ဖြစ်ပါတယ်ဒါတော့ Harry Potter room ပဲ Potter ဟက်လေးဆိုသိကြမယ်တင်နဲ့ Harry Potter နေတဲ့အခန်းလေးပေါ့နော်ဒါအားလေးလေးရိုက်ထားပါတယ်လုံးဝကွာဒီလားဒါလေးမြင်ရင်လေးစာကြောင်းလေးတတိယရသည်လား Dwarving has no master Dwarving is free ဒီကိုသွားတာဒါကတော့အပေါ်တက်မြင်ခွင့်ပေါ့နော်ဒီမှာတော့မြင်တဲ့အတိုင်းပဲစာအိတ်လေးတွေပေါ့နော်ပြီးတော့ဒီမှာတော့နှစ်ယောက်လုံးမှာတော့ Hogwarts စာကိုရသွားပါပြီကျောင်းတက်တက်ပါတော့မယ်စာပါဒါကတော့ Hogwarts ပုံစံလောက်ထားတဲ့ menu စာအုပ်လေးပေါ့နော်သူကတော့ဒီမှာဘယ်လိုဖွင့်ရမှန်းမသိတိုင်ပတ်နေရပါမှာသူကတော့ဘာရလဲဆိုတော့ salad တို့ soup တို့ပီဇာလည်းရတယ် drink ဆိုရင် strawberry mojito အဲ့ဒါလည်းရတယ်ပေါ့နော် menu item လေးကတော့နည်းတယ်ပေါ့နော်ဒါမဲ့ main course လေးမှာတော့ grilled chicken လေးတော့မှားလိုက်တယ်ပေါ့နော်ဒါကတော့ကျမရဲ့ mental spare တွေယူမဲ့မော်ကွယ်လေးဖြစ်ပါတယ်ဒါကတော့ harmony လောက်ထားတဲ့ဟာလေးပေါ့နော် Avada Kedavra Avada Kedavra Avada ရှောက်ရွနေရပါလုံးဝမိုက်ပါတယ်ပေါ့နော်လုံးဝ vibe အပြည့်ရတဲ့ခက်စားချက်မျိုးကွယ်သီလားပြီးတော့ဒါကတော့ဟိုပါပေါ့နော် restaurant ထဲမှာအရန်လန့်သွားရပေါ့နော်ဘာလို့လန့်သွားလဲဆိုတော့အဲ့ဒီမှာမိုးနေမတင်ရဲ့အတန်ကြီးကိုထည့်ထားရပေါ့နော်ဒါကတော့ဝစ်စုံချိန်ပြီးတော့ဝမ်းလေးနဲ့ပေါ့နော်ခုဆိုရင်တော့ဒီမှာဝစ်စုံလဲပြီးရခါမှာဒါကတော့တံပဲတော့ပေါ့နော်ဒါလေ Harry Potter ဟုတ်တဲ့ကျောင်းမှာရောက်သွားတဲ့ခါမှာလေတက်ထားရဲလို့ဟာရလေသိရမလားအဲ့လိုမျိုးဒါကြတော့ passport ပြောရမိမှာကြီးပေါ့ကဲဒီမှာတော့ Slytherin ဆိုရင်လည်းပေါ့နော်သူ့ရဲ့မွေနဲ့ရိုက်လို့ရတယ်ဒီဇီးကွက်လေးလည်းရှိတယ်ပြီးတော့မှညဘက်တွေမူးချုပ်လို့ရှိရင်လေအဲ့ဒီအခန်းလေးမှတ်မိရဲပေါ့နော် Chamber of the Secrets ထဲကပြီးတော့ဒါကြတော့ Harry Potter ပေါ့နော်သွားမဲ့ယထာနံပါတ်ဖြစ်ပါတယ် platform 934 Hogwarts Express ပါကဲနရီရတော့ရမယ်နော်အားလုံးမလိုက်ခဲ့ပေးပါအောင်နရီရဇီးကွက်လေးလည်းခေါ်သွားရပါတော့ကဲယထာဆက်စီပါပြီလုံးဝလေ vibe ဖြစ်ရရဲကွာတိလားလုံးဝ Harry Potter လောကတွေကိုရောက်သွားတယ်လို့မျိုး vibe ပြကိုတကယ်ရတဲ့ဆိုင်ပေါ့နော်ဒါကတော့မဒန်နေလျှောက်ရွနေရပါအဲ့လိုဟိုမိုတာဆိုပြီးတော့တကားမြန်ပွင့်သွားမလားဆိုပြီးတော့မပွင့်သွားပါဘူးကျေးဇူးပါအဲ့တော့ဒီမှာပါကဲအားလုံးပဲဟိုဘက်ကြောင်သွားပါလို့ bye bye thanks for watching